အခုနေပါအောင်ဗျအင်ဂျင်တွေပူနေတဲ့အချိန်မှာရေနဲ့အပြင်ကနေလုံးဝလောင်းချလို့မဖြစ်ပါဘူးဗျအပူချိန်ကွာခြားချက်တွေကြောင့်အင်ဂျင်ဘလော့တွေကွဲရကုန်နိုင်ပါတယ်ဗျအင်ဂျင်ပူတာကိုရေလောင်းုံနဲ့မပြီးသေးပါဘူးအဓိကအင်ဂျင်ထဲမှာလေပတ်နေတဲ့ခိုးလန့်ရဲ့အပူဒဏ်ခံနိုင်ရပုံမှန်မဟုတ်နေလို့ဖြစ်တာ။အဲဒါကြောင့်ကျွန်တော်တို့ကခိုးလန့်ရဲ့သတ်မှတ် level ရှိမရှိအမြဲတမ်းစစ်ဆေးနေဖို့လိုပါတယ်။တာမန်ရေက100 degree Celsius ရမှာပွက်ပင်မဲ့ခိုးလန့်ကတော့130ကနေ130 degree Celsius ထိခံနိုင်ရရှိပါ။အဲဒါကြောင့်ခိုးလန့်ကိုကျွန်တော်တို့မဖြစ်မနေအသုံးပြုဖို့လိုအပ်ပါတယ်။ဒါကြောင့်ကီလို4,000နဲ့5,000ကျော်ရောက်တိုင်းဒုမဟုတ်တစ်နှစ်ကိုတစ်ကြိမ်ကိုလန့်ကိုစနစ်တကျလဲပေးဖို့လိုပါရဲ့ရှင်။ကားချစ်သူများအတွက်အထူးသင်ကောင်းလေးရှိပါရဲ့ရှင်။မေလတလလုံး TBS Star Service မှာဘာပဲပြင်ပြင်15ရာခိုင်နှုန်းတက်တာနိုင်တဲ့အထူး promotion လေးရှိလို့အားရဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါရဲ့ရှင်။ TBS ရဲ့ Star Service နဲ့ဆိုတိကျတယ်ညံ့ဆက်တယ်